အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တွဲကူလဲဝေဒနာရှင်များအတွက်တွဲကူလဲထင်တယ်ကိုတည်ထောင်တဲ့ဒေါက်တာချုပ်ပြရဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောကြားလိုတဲ့အကြောင်းအရာလေးကတော့လူတွေမှာအဖြစ်များတဲ့နှလုံးသွေးကြောခြင်းယောဂအကြောင်းဖြစ်ပါတယ်အဲဒါဆိုတော့ကျွန်တော်တို့နှလုံးလူတွေကဘာတွေနဲ့တည်ကြလဲပေါ့နော်ဒီအသက်ဆုံးရှုံးကြတယ်ပေါ့နော်လူတွေဘာတွေနဲ့အသက်ဆုံးရှုံးကြလဲဆိုတော့2021 data အရတော့တကမ္ဘာလုံးမှာနှလုံးသွေးကြောခြင်းယောဂနဲ့အသေးပြောင်းများတယ်ဒုတိယကတော့ပြီးတော့ကိုဗစ်ပေါ့နော်တတိယကတော့လေပြတ်တာပေါ့နော်အဲ့လေပြတ်တာနဲ့နှလုံးသွေးကြောခြင်းနဲ့ယောဂနှစ်ခုပေါင်းလိုက်ပြီးတော့နှလုံးသွေးကြောခြင်းယောဂစုများလို့ခေါ်တယ်ပေါ့နော် ASCVD လို့ခေါ်တယ်အဲ့ဒါနဲ့အသေးပြောင်းအဓိကဖြစ်ကြပါတယ်လူတွေအသက်ဆုံးရှုံးမှုအဓိကဖြစ်ကြတာဒီယောဂနှစ်ခုကြောင့်ဖြစ်ပါတယ်နှလုံးသွေးကြောခြင်းယောဂနဲ့လေပြတ်တဲ့ယောဂပေါ့နော်အဲဒါဆိုတော့ကျွန်တော်တို့နှလုံးသွေးကြောခြင်းယောဂကဘယ်လိုလူမှာဖြစ်လဲပေါ့နော်ဘယ်လိုလူမှာဖြစ်လဲဆိုတော့သူတို့အဓိက9ခုရှိတယ်ပေါ့နော်9ခုကဆေးလိပ်တောက်တာရယ်သွေးတိုးတာရယ်စီးကြိုသွေးကြိုရယ်အဝလွန်ရယ်သွေးတွင်းအဆီများတာရယ်နော်နှလုံးသွေးကြောခြင်းနဲ့လေပြတ်တဲ့ယောဂကိုဖြစ်စေတဲ့ risk factor တွေပေါ့နော်အဖြစ်နိုင်ခြေအန္တရာယ်ဖြစ်စေတဲ့အချက်တွေ20လောက်ရှိတယ်အဲ့ဒီနေရာမှာအဓိကအချက်5ချက်ပေါ့နော်ပြန်ပြောမယ်ဆိုရင်ဆေးလိပ်ရယ်သွေးတိုးရယ်စီးကြိုသွေးကြိုရယ်အဝလွန်ရယ်သွေးတွင်းအဆီများရယ်ဒီချက်လက်တွေကြောင့်ဒီဟာတွေတစ်ချက်ရှိလို့ရှိရင်ကိုယ်မှာနှလုံးသွေးကြောခြင်းယောဂလေပြတ်နိုင်တဲ့ဒီတမန်လူတွေပုံများမှာဖြစ်ပါတယ်ဒါကလည်းခုနကဟာပြောတာပေါ့နော်ဆေးလိပ်ရယ်သွေးတိုးရယ်စီးကြိုသွေးကြိုရယ်အဝလွန်ရယ်သွေးတွင်းအဆီများရယ်အဲ့ဒါနှလုံးသွေးကြောခြင်းယောဂဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဗာဆေးပေးရမလဲဆိုတော့ကျွန်တော်တို့သွေးကျဲစေးနဲ့အဆီကျစေးကိုအဓိကထားပြီးတော့နှလုံးသွေးကြောခြင်းယောဂရှိတဲ့လူတွေကတောက်သုံးရမှာဖြစ်ပါတယ်အဲဒါဆိုတော့ဒီ channel လေးကို subscribe လုပ်ပြီးတော့ကျွန်တော်ကိုပထမဆုံး9ယောက်ကိုပေါ့နော်သွေးကျဲစေး anti platelet ဆိုပြီးတော့တို့ကုမ္ပဏီတစ်ခုကနေသူကလူတွေကိုတစ်လစာ9ယောက်စာကိုပေးမှာဖြစ်ပါတယ်ဒါကြောင့်အများဆုံး subscribe လုပ်ပြီးတော့ကျွန်တော်ကို screenshot လေးနဲ့ပို့ပေးကြဖို့မြစ်တာရက်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်